ဘုံလိုဆေးမှာရှိတဲ့ဆရာကြီးနေတဲ့ကလည်းအသေးစားထိုးသမင်းစားရေတောက်လို့အကုန်လုံးအစီအပြေအောင်လွယ်လွယ်ကူကူလုပ်နိုင်တယ်ကျမလည်းကျမပြီးတော့အခုတူလေးလေးအားလုံးကျမတယ်အိန္ဒိယနိုင်ငံအပိုလိုဆေးရုံနဲ့ချိတ်ဆက်ပြီးကုသရအားလုံးအစီအပြေပါတယ်နေကောင်းတယ်အဲ့လိုသွားဖို့အတွက်လည်းဆရာစိုင်းတို့နဲ့ချိတ်ဆက်လိုက်တဲ့ခါဆိုရင်အားလုံးအစီအပြေချော်မောပါတယ်လို့ပြောချင်ပါတယ်ကျမနာမည်ဒေါ်လာလောက်ဝင်းလို့ခေါ်ပါတယ်အသက်က62နှစ်ပါကျမရန်ကုန်လာတာလည်းနဲ့ဆက်မှနေပါတယ်2025ခုနှစ်ကတငယ်ချင်းကအလေခေါ်လို့ထိုင်သွားလေအင်းနဲ့ medical check လုပ်လိုက်တော့မှအသေးမှာအကျိတ်ရှိတယ်ဆိုတာသိလိုက်ရတယ်အဲ့နဲ့အသားစားလည်းထုတ်လေကြည့်လေကြတော့ကင်ဆာမှန်းသိတယ်ရန်ကုန်ပြန်ရောက်တော့အသေးဆရာဝန်နဲ့တိုင်ပင်ပြီးတော့ပြတဲ့အခါကျတော့အသေးဆရာဝန်ကဒီမှာလည်းကုရင်လည်းရတယ်အိန္ဒိယမှာကိုဆိုင်လုံးနဲ့တော့ချိတ်ဆက်ကုရင်လည်းအဆင်ပြေတယ်အသက်လည်းငယ်လို့မြင်းမြင်းစတန်သွားလို့လိုက်လို့ကြံကြံပေးတဲ့အတွက်ကိုဆိုင်တို့နဲ့ချိတ်ဆက်မိလိုက်တယ်မင်္ဂလာပါကျွန်တော်နာမည်ကဟိမင်းထပ်ပါကျွန်တော်လမ်းနဲ့ဆယ်မှာနေတယ်ပေါ့နော်ကျွန်တော်အတော်အသေးကင်ဆာဖြစ်တယ်ဆိုလို့အသေးအစားထိုး liver transplant လုပ်ရမယ်ဆိုတော့ကျွန်တော်အတော်ကိုကျွန်တော်လှူပေးခဲ့ပါကိုဆိုင်တို့ကလည်းအကုန်လုံးဆက်ဆက်ရကူညီပေးတယ်အဲ့လိုနဲ့ပဲအိန္ဒိယနိုင်ငံအပိုလိုဆေးရုံမှာသွားပြီးတော့အသေးကိုလဲပြစ်လိုက်တယ်10လပိုင်း20နဲ့9ရက်နေ့ကခွဲပြီးတော့စနေရပဲတက်လိုက်ရတယ်ကျမနေကောင်းနေကျမ်းမာတယ်အားလုံးအဆင်ပြေတယ်ဟိုပထမဆုံးကတော့စိုးရင်စိတ်တီးလို့ရှိတာပေါ့လေအခုမှလည်းပထမဆုံးoperation တွေလုပ်ပြီးတာဆိုတော့အခုအိန္ဒိယကျွမ်းကျင်တဲ့ဆရာဝန်တွေ operation တွေပါလုပ်ပြီးသွားတော့လေအခုဆိုလူကောင်းပကတိတိုင်းပြန်ဖြစ်နေတယ် liver ကလည်းပြန်ပြီးတော့ဟို grow ဖြစ်တယ်ပေါ့လေ grow ဖြစ်တဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့အတွက်ဘာမှမကြောက်ရွံ့ပဲတူမယ်ဆိုရင်တူလန်းနိုင်တယ်ပေါ့လေဟုတ်အခုဆိုရင်ကျွန်တော်ခွဲစိတ်တုံးကဆိုရင် laparoscope နဲ့ခွဲစိတ်တော့ခွဲတန်ရသေးတယ်အသေးခွဲပဲရှိရပေါ့လေအကြီးတွေဥပန်းတွေပါလိုမျိုးအဲ့ခွဲတန်ရအကြီးရောမရှိဘူးပေါ့လေဟုတ်အပိုလိုဆေးရုံကတဲ့ခါလဲစကပြန်အမတွေကအကုန်လုံးဆက်အကုန်လုံးကူညီတယ်ကိုဆိုင်တို့ဘက်ကလည်းဒီဘက်ကနေပြီးလေရင်လက်မှတ်နေဖို့ထိုင်ဖို့အားလုံးအဆင်ပြေအားလုံးအကုန်လုံးကူညီပေးတဲ့အတွက်အားလုံးအဆင်ပြေရခဲ့တယ်ကျမအပြူကြီးဆိုတော့တူလေးရှိရနေပဲယူလိုက်ရတယ်ဒါပေမဲ့တူလေးလည်းအကုန်လုံးအဆင်ပြေတယ်အပုံလိုဆေးမှာရှိတဲ့ဆရာကြီးနေတဲ့ကလည်းအသေးစားထိုးသမင်းစားရေတောက်လို့အကုန်လုံးအဆင်ပြေအောင်လွယ်လွယ်ကူကူလုပ်နိုင်တယ်ကျမလည်းကျမပြီးတော့အခုတူလေးလည်းအားလုံးကျပါတယ်အခုကျမပြန်ရောက်တာ3လမပြည့်သေးပါဘူးဒီကောင်းပါတယ်ရှင့်အခုလိုကျွန်တော်ဆွေမျိုးတွေကကျွန်တော်အတော်အရင်ပေါ့လေliver cancer ပါဖြစ်တယ်ဆိုတော့ကျွန်တော် transplant လုပ်ရမယ်ဆိုတော့ကျွန်တော်လှူဒန်းဝင်ရတော့လေအထူးပဲဝမ်းမြောက်ဝမ်းသာဖြစ်မိရပေါ့လေဒါဟိုအသက်တခြားကိုကယ်တင်ပေးလို့မျိုးဆိုအသေးဝေဒနာခံစားရတယ်အသေးခင်စားပြည့်တယ်ဆိုရင်ဘာမှချိတ်ဟိုကြောက်ရွံ့နေစရာမလိုဘူးအိန္ဒိယနိုင်ငံအပိုလိုဆေးရုံနဲ့ချိတ်ဆက်ပြီးကုသရအားလုံးအစီအပြေပါတယ်နေကောင်းတယ်အဲ့လိုသွားဖို့အတွက်လည်းဆရာစိုင်းတို့နဲ့ချိတ်ဆက်လိုက်တဲ့ခါဆိုရင်အားလုံးအစီအပြေချော်မောပါတယ်လို့ပြောချင်ပါတယ်ဘာမှကြောက်စရာမရှိပါဘူးအသေးခင်စားဖြစ်ရင်